တောနယ်ကမွေရိုးရွာလေးမှာကြော်ဆိုတဲ့လူငယ်တယောက်နေပါတယ်။သူဟာတရေပြီလူကြောက်တရားကိုလုံးသူညမယုံကြည်တဲ့သူပါ။ရွာသူရွာသားတွေညဘက်တော်လန့်ရှောင်ကြချောင်းကွေမှာမထိုင်နဲ့လို့တတိပေးပေမဲ့ကြောကလွဲရင်အားလုံးကိုယုံကြည်မှုကင်းတဲ့စကားတွေလိုပဲထောက်ပြနေပါတယ်။တညနေခင်းမှာရွာသားတွေစုပေါင်းပြောနေကြတာကိုကြော်ကြားလိုက်ပါတယ်။တောင်ဘက်ကမြေကုံတင်ကြိုင်းတော်ထဲမှာအဖြူရောင်ဝစ်စုံနဲ့မိမတ်တရေဟာညချမ်းရင်လာရင်ပေါ်တက်တယ်။သူ့ကိုမြင်ရင်တေမင်းနဲ့တွေ့ရလိမ့်မယ်လို့အိုမင်းနဲ့ဦးကြီးတယောက်ကကြောက်လန့်စွာပြောပါတယ်ကြော်ကလည်းထိုင်ပြီးမနှဲရီနေပါလေရောဒါဟာလုံးဝမဖြစ်နိုင်ဘူးဒီညမှာပဲသွားပြီးစစ်ဆေးမယ်လို့စိန်ခေါ်တယ်လို့អော်လိုက်ပါတယ်ညအချိန်ရောက်တော့ကြော်ဟာမိအိမ်တလက်ကင်ကတောထဲကိုဝင်လိုက်ပါတယ်လာပြင်းနေဖြစ်ပေမဲ့တစ်ပင်တွေရဲ့အကိုင်းခတ်တွေကနေလင်းရောင်ကိုဖုံးကွယ်ထားပါတယ်လေတိုးတန်စီးကြီးတန်တွေကြားကကြော်ရဲ့ခြေတံဟာသူ့နားမှာပဲ့တင်ထက်နေတယ်လို့ခံစားရပါတယ်သူမြေကုံတင်းချိုင်းနာရောက်တော့ရုတ်တရက်မိအိမ်ရောင်ကမိန်သွားပါတယ်နောက်ွယ်ကချိုးတန်တစ်ချက်ကြားလိုက်ရပြီးလှန့်စရာတန်တဲ့အတူသူ့ရင်ထဲမှာခုန်နေတဲ့နှလုံးကိုသူ့လက်နဲ့ဖိထားမိပါတယ်အဲ့ဒီအချိန်မှာပဲဘေးဘက်ကတစ်ပင်တွေကြားကဖြူဖြော့ဖြော့အရေးတစ်ခုရွေးရှားလာပါတယ်ကြော်ရဲ့ခေါင်းထက်ကိုကြည့်နေတဲ့မျက်လုံးတွေကအနက်ရောင်ပေါက်ကြားနေတယ်လို့ခန္ဓာကိုယ်ကတော့လေထဲမှာပေါ်လွင်နေပါတယ်သူမရဲ့လက်သေးတွေဟာရှည်လျားပြီးသွေးနဲ့ဆူနေတယ်လို့ထင်ရပါတယ်ဘသူလဲလို့ကြော်ကလက်တုံနေတဲ့အတန်နဲ့မေးလိုက်ပါတယ်အဲ့ဒီအခါတရေဖြူဟာကြော်စီကိုရှောက်လာပါတယ်သူမရဲ့မျက်နှာကိုအနီးကပ်ကြည့်လိုက်တော့ကြော်ရဲ့သွေးတွေခဲသွားပါတယ်မျက်ခုံမပါတဲ့မျက်လုံးတွေပါးစပ်ကလည်းသွေးယိုနေတဲ့တရေဖြူဟာသူ့ကိုစိုက်ကြည့်နေပါတယ်ငါကိုကဲတင်ပါလို့သူမရဲ့အတန်ကလေထဲမှာတုန်ခါသွားပါတယ်ကြော်ဟာပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကကြောက်တုံးလို့လှုပ်မရပါဘူးတရေဖြူဟာကြော်ရဲ့လေပင်ကိုလက်နဲ့ညှိရင်သူမရဲ့အကြောင်းကိုစပြန်ပြောပါတယ်သူမဟာနှစ်ပေါင်း50ကျော်ကဤနေရာမှာလူသက်ခံခဲ့ရသူဖြစ်ပြီးသူ့အလင်းကိုလိုက်ဖို့စောင့်နေခဲ့တာပါတယ်ငါအလင်းကိုပြန်ရှာပေးပါဒီနေရာမှာငါအယိုးတွေကိုမြေကွင်းထဲမြုပ်ပေးပါလို့သူမကတောင်းဆိုပါတယ်ကြော်ဟာကြောက်လန့်တုန်လှုပ်နေခဲ့ပေမဲ့သူမရဲ့စကားကိုနားထောင်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာသူဟာရွာသားတွေနဲ့အတူတင်းချိုင်းထဲကိုပြန်လာခဲ့ပြီးမြေကွင်းတစ်ခုမှာအယိုးစုတွေကိုတွေ့ခဲ့ပါတယ်။သူတို့သူမကိုတုံပြီးချပြီးနောက်တရေဖြူရဲ့အရေးဟာပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးကျော်ဟာတရေပြီလူတွေကိုရှုံမတွက်တော့ပါဘူး။တခါတလေညဘက်တွေမှာသူ့အိတ်ခမ်းဘေးကသတင်းပေါက်မှဖြူဖြောတဲ့အရေးတစ်ခုမြင်အောင်တတ်ပေမဲ့ယခုတော့သူသိပါပြီမကောင်းတဲ့ဝိညာဉ်တွေဟာလူတွေရဲ့ကူညီမှုကိုစောင့်နေတတ်ကြတယ်ဆိုတာကို